လုံးမင်္ဂလာပါ Ghost Story မြန်မာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့စာရေးဆရာတာရီရေးသားထားတဲ့ကဝေသား6ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာမိမတွေတား6မွေးတာခမရမြင်ဘူးလားကျွန်တော်လူအားထနောင်းခုံမြောက်ပိုင်းမှာကိုဖိုးthưနဲ့မရင်ဆိုတဲ့လေမယားနှင်းရရှိတဗျာသူတို့မှာတားနှင်းရရှိရဲ့အကြီးကောင်လေးက12နှစ်သားလောက်ရှိမယ်အငယ်ကောင်က10နှစ်သားလောက်ဗျာကိုဖိုးthưတို့လေမယားမှာရာပိုင်မရှိလှဲမရှိနွားမရှိနဲ့လွတ်စင်းရတာပါဗျာတားနှစ်ယောက်ကိုဆရာတော်စီအထားရတယ်ပုပ္ပါယုံကျောင်းမှာကျောင်းသားတွေပေါ့ဗျာအကြီးကောင်လေးကဖိုးစားတဲ့အငယ်ကောင်လေးကဖိုးပါတယ်ဗျာခုတော့ဆရာတော်ကျောင်းမှာအကြီးကောင်လေးမရှိတော့ဘူးအိမ်ပြန်နေတယ်12နှစ်ဆိုပြီးမြဖိုးစားကလူကောင်ထွားတော့လူပြိုပေါက်ကြီးဖြစ်နေပြီဗျာ ယာတဲ့ဂိုင်းတဲ့လိုက်နိုင်နေပြီမိဘတွေနဲ့အတူတူဟိုယာဒီယာမှာနှမ်းနှုတ်ဘဲနှုတ်ပေါင်းနှုတ်မြေစီပက်နဲ့သူ့မိဘတွေလိုပဲအလို့သမားလေးလုပ်နေရတော့တာပေါ့ဗျာအငဲကောင်ဖူးပက်ကတော့အခုထိចောင်းတာလုပ်နေတော့မယ်ဘဝကံမကောင်းခဲ့လို့ဆင်းရဲတဲ့လူတွေမှာဥစ္စာဒနာသာဆင်းရဲတာမဟုတ်ဘူးဗျာအတိညာကလည်းဆင်းရဲဘာတစ်ခုမှလည်းဟိုးညံ့ညံ့မလုတ်တတ်မကင်တတ်ဗျတင်ပေးပြန်ရင်လည်းတက်အောင်တော်အောင်တင်ယူနိုင်တဲ့ကံမျိုးသူတို့မှမရှိကြဘူးကံကောင်းတဲ့လူတွေစီကိုကောင်းတဲ့အကြောင်းတွေတစ်ခုပြီးတစ်ခုရောက်လာတတ်တာကောင်းတဲ့လူတွေစီကိုကြတော့မကောင်းတဲ့အကြောင်းတွေကတန်းစီပြီးရောက်လာတတ်တာမျိုး အခုလေကြည့်လေဗျာကိုဖိုးထွေးမိမမရင်မှာကိုဝုံကြီးနဲ့ထိနေပြန်ရောဗျာအကြီးနှစ်ယောက်ကိုတော့မကြွေးနိုင်လို့ဖုံးကြီးကျောင်းပို့ထားရတာအခုတယောက်ရောက်လာပြန်ပေါ့ဒီမှာတဲ့အခုကြုတ်ပြောမဲ့ကိစ္စတွေဖြစ်တော့လာပြီကျတို့ထနောင်းကုန်းသားတွေရဲ့အကျင့်ကလည်းရွာထဲမှာထူးခြားတဲ့အကြောင်းလေးများရှိလို့ကတော့ဟိုနားဆူဆူဒီနားဆူဆူနဲ့ပြောလို့ကိုမပြီးနိုင်တော့ပါဘူးဗျာ ဒါပေမဲ့ဒီတစ်ခါအကြောင်းကလည်းပြောချင်စရာတော့ကောင်းနေတာပါဗျာကိုဖိုးထွေးရဲ့မိမမရင်လေးတတိယကလေးလွယ်ဝန်းဆောင်နေတာမွေးဖို့နီးလာမှာမီးပုံးပြန်ကြီးလို့ကားထွက်နေတဲ့ပိုက်ကြီးကတဖြည်းဖြည်းပြန်ပြီးပိန်သွားလို့ပြောတရွာလုံးအံ့ဩပြီးဒီအကြောင်းပဲပြောနေကြတာဗျာမရင်ဘိုက်ကလည်းပြန်ပြီးပိန်လာလိုက်တာနောက်ဆုံးတော့ပူကိုမပူတော့တာဗျာဒီလိုနဲ့ပဲမရင်မွေးမဲ့အချိန်ရောက်လာရောပြို့အချိန်ကြတော့လဲတခြားကလေးတွေမွေးသလိုဖိုက်နာတာပဲဗျာကျပ်တော့ရွာကဝမ်းဆွဲသည်ဒေါ်လုံးတင်ကြီးမွေးပေးတာလေဗျာ တခြားကလေးတွေမွေးသလိုပဲပုံမှန်မွေးတာပဲဗျာဒါပေမဲ့မွေးလာတဲ့ကလေးကတထွားသားသားလောက်ရှိတဲ့သား6ကလေးတဲ့ပြောတချို့ကတော့လူ6လို့ခေါ်တာပေါ့ဗျာမင်းလူ6ကလေးမွေးလို့တယ်ဆိုတဲ့တဲ့ကထနောင်းကုန်းမှာပြန့်သွားရောပြောတူရွာကလူတွေဆိုတာလူ6မမြင်ဖို့လို့တွားကြည့်ကြတာကိုဖိုးထွေးတို့အင်္ဂလိပ်ပြောမှာဆိုလို့စိန်ခေါင်းကိုကန်သားကြီးကိုယ်တိုင်ဝိုင်းတဲ့ကတရက်ပင်အောင်မှာစပွဲတလုံးခင်းတီပြရတာဆိုပဲသူများသာပြောတာပါတွားကြည့်တဲ့ထဲမှာတာဒီဆိုတဲ့ကောင်ကရှေ့ဆုံးကပေါ့ဗျာကျုပ်လည်းခုမှလူချုံမြင်ဘူးတာဗျာကျုပ်တီးတီးချာချာကြည့်တာဗျာလူချုပ်ကတထွားကြော်လို့ပဲရှိတာဗျာယောက်ျားလေးပြောလူတယောရဲ့ကိုရင်ကအားလုံးစုံတယ်စပင်းမျက်လုံးနှာခေါင်းပါးစပ်ခြေလက်အင်ကအစုံပြခြေသက်လင်သက်လေးလည်းပါတယ်ဒါပေမဲ့အချောက်လန်းထားသလိုရှုံတွေ့ပြီးချုပ်ကပ်နေတာဗျာ စေအင်ကောင်းကိုကန်တာကလူချုပ်ကလေးကိုထန်းကောင်းဖာတောင်းလေးနဲ့တေးသေးချာချာထည့်ပြီးပြနေတာဗျရွာထဲမှာရှိတဲ့လူကြီးရောလူငယ်ရောကျုပ်လိုဆက်စုတဲ့ကောင်းလေးရောကြိတ်ကြိတ်ကိုတိုးပြီးကြည်နေတာဗျဟဲ့ကန်တာလူချုပ်ဆိုတာအသက်ရှိတယ်နော်နာတက်ကျင်တတ်တယ်ပြီးတော့လူဆောင်မရှိပဲဒီနားမှာပြစ်မထားခဲ့နဲ့ကြီးကန်းချီသွားလိမ့်မယ်ကြလားဟုတ်ကဲ့အကြီးဖို့ကျုပ်ကိုယ်တိုင်စောင့်နေမယ်စိတ်ချစေအင်ကောင်းကိုကန်တာကထိုင်ကိုဆုံးကြည့်နေတာမဆောင်လို့လည်းမရဘူးလीဗျာစောင့်နေတဲ့ဂျားတဲကကိုပဲလူချောင်းကလေးကိုလက်ညှိုးနဲ့ထိုးတဲ့လူကထိုးလက်မြောက်ကြည့်တဲ့လူကကြည့်ခြေတော်မကြည့်တဲ့လူကကြည့်ဗျဟာမကြိုင်ကြနဲ့မထီးနဲ့ကြည့်ုံပဲကြည့်ကြလို့ကိုကန်တာကအားပြေးကြီးနဲ့အော်နေတာတော့အတင်းလုံနေကြတာဗျ ဒါပေမဲ့ကျွတ်တို့ကြွာသားတွေကချစ်စရာတော့ကောင်းလားဗျကလေးကိုမုံဖိုးပေးတာလိုတာပြုတ်တာဝဲပါဆိုပြီးဖိုးထွေးတို့မညင်တို့ကိုပတ်စံလေးတွေပို့ဖြူပေးပြီးစူတောင်းကြတယ်ဗျဟဲ့ကောင်ငဖိုးထွေးမင်းနဲ့နမဲခဲရန်ကောကိုလေအကြီးဆုံးကောင်ကဖိုးစား
အလောက်ကောင်ကဖိုးပါအခုအငယ်ဆုံးကောင်ကဖိုးလားပေါ့ကွာဒီနေ့ကဘူးတဟူလေးကွာနေနံလည်းအကြိုက်ပဲဗျာဘိုးညီပူကြီးကပြောတာဗျာဒီတော့အကြီးမမေတင်းကပြောပြန်တယ်ဗျာဟုတ်သားပဲဖိုးထွေးရဲ့ဘိုးညီပူပြောတာငါလည်းသဘောကျတယ်ဟဲ့တခြားလူကြီးတွေကလည်းဘိုးညီပူပေးတဲ့နမေကူကြိုက်ကြတာနဲ့မွေးတဲ့နေ့မှာပဲကျတို့ထနောင်းကုန်းသားလူကြောက်ကလေးကိုနမေပေးလိုက်ကြရောဗျို့ဖိုးလာတယ်ဗျာကိုဖိုးထွေးတော့မရင်ရောပြုံးပြုံးကြီးတွေဖြစ်သွားကြတယ်ဗျို့ နော်တော့အကြီးပူဖြိုးတဲ့အတိုင်းအိမ်အတွင်းကမှလူကြောက်ကိုဖာတောင်းလီနဲ့ထားကြတယ်အသက်ရှူမကြအောင်ဖာတောင်းကိုအဖုံးဟာဟာလီထားပေးတယ်ပြီးတော့ဖာတောင်းနာမှာရေလီတစ်ခွက်ခတ်ချပေးထားရတယ်ဗျမရင်မှာနို့တက်တော့မယ်ဖြစ်လာရင်ခွက်ကလေးတွေကိုညှစ်ပြီးဖာတောင်းနာသွားချထားလိုက်ရတယ်ဆိုပဲဒါဆိုရင်လူကြောက်ဖိုးလာကနို့ဆိုသလိုဘိုက်ဝရတယ်တဲ့ဗျလူချောက်ကစိုးတော့မစိုးဘူးလူလောကရောက်တာနဲ့အထေအမေကိုအကျိုးပြုသားဗျသူ့ကိုမြင်တဲ့သူတိုင်းကလည်းဂယုဏတတ်ကြသားဗျတဖြည်းဖြည်းလူတွေများလာပြီးကိုဖိုးထွေးတို့ဝိုင်းထဲမှာထန်းကြောဖြာတွေခင်းလို့ရင်နွေဦးညက်လက်ဖတ်တုံနဲ့တကယ်ကိုကလူချောက်ကလေးကပွဲခံနေတော့တာဗျောလူကြီးတွေကလည်းသူတို့ကြုံဘူးကြားဘူးတဲ့လူချောက်ဇာလန်းတွေကိုစီကားပကုံးပြောကြလို့ဗျမိမတွေကလည်းအုံပြီးတော့ကိုနားထောင်နေကြတာဗျ ကိုဖိုးထွေးကလည်းသူတို့ကိုပေးသွားကြတဲ့ငွေတွေကနေလက်ဖက်ကျင်းတုပ်တွေဝယ်လို့ရင်နွေးဦးကြိုတဲ့ကောင်ကကြိုပေးပြီးအကျွီးနဲ့အမွေးနဲ့အလှအိမ်လေးလို့ထစ်လို့ဗျာတကယ်ကိုလူကြောင့်မွေးဘေးထစ်သွားတော့တာဗျို့အဲ့ဒီနေ့ကကိုဖိုးထွေးတို့မရင်တို့မှထမင်းလောင်ချက်မစားရပါဘူးဗျဟိုအိမ်ကဟင်းလာဖို့ဒီအိမ်ကထမင်းလာဖို့နဲ့ဖိုးစားတို့ဖိုးပါတို့ညီကိုဆိုတာစားလိုက်ကြတာမှဘိုက်ခွေးနှမ်းထားတော့တာပေါ့ဗျကျုပ်ကလည်းဆက်စုရဲ့ကောင်ဆိုတော့မြောက်ပိုင်းရောက်တိုင်းကိုဖိုးထွေးတို့လင်တရားနဲ့စကားဝင်ပြောရင်းဆက်စုကြည့်တာဗျာညာဘက်များဖိုးလာနို့ဒီပါဒီစားနေရင်ဘယ်လိုလုပ်မတော့မမှန်ရဲ့ဟိတ်ဒါဒီရဲ့ညာဆိုရင်မပူရဘူးရဲ့ဖိုးလာသူကသူနို့ဆိုတာပြီးတော့တခြားကလေးလိုပဲဟဲ့ညာရင်ခွင်ထဲဝင်ပြီးအိတ်တော်လားဟဲ့ဟင်ဟုတ်လားဒါဆိုမမရင်ဖိုးလာလေဖို့မြင်ရတာပေါ့ဟုတ်လားမြင်ရတာပေါ့တာဒီရဲ့ဒါပေမဲ့အိမ်မက်လို့ဘာလို့ပါဟဲ့ငါနိုးသွားလို့ကြည့်တော့လဲငါဘေးမှာဘာမှချိတာမဟုတ်ဘူးရဲ့ဒါဆိုရင်အိမ်မက်ပေါ်မမရင်နဲ့ဒါပေမဲ့တာတီရဲ့အိမ်မက်လို့ပြောရမှာလဲခတ်ထားလားဟဲ့ငါလက်နဲ့တကယ်ထိတွေးနေရတယ်လို့ခံစားရတာဟင်ဟုတ်လားနောက်တော့ကျုပ်ကိုမမရင်ကပြောတယ်ဗျာတာဒီငါသားကိုဘုန်းကြီးဘူးကဖိုးလာလို့နာမည်မှိုက်ပေးတာအန်ကိုက်ပဲဟိဘာချစ်လို့တော့ဗျာငါသားအခု၄နှစ်ရှိပြီတော်တော်ချိုးတာမမရင်မင်းရလို့လားဗျာဟဲ့ငါသားကညားဆိုရင်သူ့အဖေကိုဖိုးထွေကိုတလဲငါ့ကိုတလဲအိမ်မက်ပေးတာဟိုတလောကသူ့အဖေကိုရောငါ့ကိုရောပြောတယ်သူ့ကိုဘောင်းပြီးအတူအနီရောင်နဲ့အင်ကြီးအဝါရောင်ဝယ်ပေးပါတဲ့ဟိဟုတ်လားမမရင်တို့ဝယ်မပေးဘူးလားဟဲတာရီရဲ့ဝင်မပေးပဲနီးမလားနေ့ကိုဖိုးထွေးကလက်ထဲရှိတဲ့ပတ်စံလေးယူပြီးမြို့ကိုချက်ချင်းသွားဝယ်တာဟဲ့နေပါဦးဗျဖိုးလာနဲ့ရောတော်ဟဲ့လားတော်တာပေါ့ဟဲ့ငါတို့ကသူ့ကိုညာတိုင်းအိမ်မက်ထဲမှာမြင်နေရတာဆိုတော့သူနဲ့တော်တဲ့အရွယ်ကိုဝဲတတ်တာပေါ့နောက်တစ်ခါကျတော့သူ့အကိုဖိုးစားတို့ဖိုးပါတို့လိုပဲလုံကွင်းကလေးစီးကျင်လို့ဆိုပဲဟဲ့အေးလားနဲအကိုကတားရီခဏတော့နေအောင်ကွာအဖေမှာပတ်စံမရှိသေးဘူးလို့ပြောလိုက်တော့နင်းညီဖိုးလာဘာလုပ်တယ်ထင်တော့ဟင်ဖိုးလာဘာလုပ်တော့ဗျာငါကောင်းအောင်ဖေးမှာငွေတငါးနုပြလာချထားတယ်ဟင်အိမ်မက်ထဲမှာငါ့ကိုပြလဲပြတယ်ဒါဆိုရင်လုံကွင်းတော့ဝယ်လို့ရမှာပါအမေရတဲ့အိယာကနိုးတော့ရောငွေတငါးနုပြဆိုတာတကယ်ရှိလို့လားဗျာဟာရှိတာပေါ့တာသေးရဲ့ငွေဒီမှာဖွေးနေတာဟဲ့နို့တန်ကားကဘာတစ်စိတ်တော့ဗျာဘာတစ်စိတ်ဆိုတာတော့မသိဘူးဟဲ့အင်္ဂလိပ်ပြန်ပုံပဲအိုးဂျော့တို့ဝေလို့ရှိမှာပေါ့ဗျာအဲ့ဒါနင့်အကိုမြို့တက်ရောင်းလိုက်တာတပြားကူ90ရတယ်ဟဲ့နှစ်ပြားကူ100ရတယ်ဒါနဲ့သူ့သား3ယောက်ဖို့ရောသူ့ဘူးရောလုံကွင်းတွေဝယ်ပြီးတခါတည်းချုပ်လာတယ်ငါဖို့လေထပီးနှစ်ထည်နဲ့အင်ကြီးပိတ်စာပါလာသေးတယ်သူ့သား3ယောက်ဖို့မြို့ကမုံတွေဝယ်လာလိုက်တာလေမနှဲပါဘူးဟာဒါနဲ့ဖိုးလာကဝိရော်လာဗျဘာပြောကောင်းမလဲဟဲ့
အိမ်မက်ထဲမှာသူ့လုံခွင်းလေးဝစ်ပြီးလာပြတာဟဲ့အောင်မဲလက်ကလေးနောက်ပြီးလမ်းလျှောက်နေတာဟဲ့လူလေးကလည်းချောလိုက်တာဟဲ့ ကျုပ်ဆိုတဲ့ကောင်ကလည်းခတ်သားဗျာသူ့မေကဖိုးလာလေးကရုပ်ချောလေးလို့ပြောလေကျုပ်ကကြည့်ချင်လေဖြစ်လာရောဗျနောက်ဆုံးတော့ကျုပ်မနေနိုင်ဘူးဗျမြက်ကွင်းစေးကွင်းပြီးကိုဖိုးထွေးတို့အိမ်ကိုညဘက်သွားလဲကြည့်တယ်ဟာစွမ်းလိုက်တဲ့မြက်ကွင်းစေးဗျာလူကြောက်ဖိုးလာကိုကျုပ်မြင်ရတယ်ဗျဟုတ်ပါဗျာသူ့ဖေဝယ်ပေးတဲ့လုံကွင်းလေးကိုကြနာဝစ်ပြီးအင်္ဂလဲတိုင်နားမှာထိုင်ကစားနေတာဗျာသူ့ဖေလိုပေးထားတဲ့နွားလဲလေးကိုဟိုတွန်းဒီတွန်းလုပ်ပြီးစော့နေတာဗျမငင်ပြောတာဟုတ်သားဗျာသူ့သားလူကြောက်ကလေးကလူချောလေးပဲအသားဖြူလေးရမျက်လုံးလေးနေမြနက်နေတာဗျာကျုပ်ကိုတစ်ချက်လက်ကြည့်တယ်ကျုပ်ကသူ့ကိုမြင်မဲ့မမြင်သလိုနေရတာပေါ့ဗျာအဲ့ဒီညကကျုပ်ပြန်လာတော့ဒီအကြောင်းကိုဘသူမှမပြောဘူးလို့ဆုံးဖြတ်လိုက်တယ် ဒါပေမဲ့နောက်တစ်ရက်နေ့ရက်ကြာတော့မင်းရင်နဲ့ဂျုံနဲ့ရွာလဲလမ်းမှာဆုံတော့ဟဲ့တာတိငါတောက်ဖို့လောက်ကပြောပါရောလားဟဲ့ဟင်ဘာပြောလို့တုံဗျာကိုကြီးတာတွေကကျုပ်ကိုမြင်ရတယ်ဗျာဒါပေမဲ့ကိုကြီးတာတွေကကျုပ်ကိုမမြင်ချင်အောင်စောင်းနေတာအမေရဲ့တဲ့ငါတားပြောတာဟုတ်လားတာတိနေငါသားကိုမြင်ရတယ်ဆိုဟာမဟုတ်ပါဘူးမမရင်ရာဖိုးလာကထင်တာဖြစ်မှာပါဘလို့မြင်ရမှာတော့ဗျာ အဲ့ဒီနောက်တော့ကျုပ်လည်းကိုဖိုးထွေးတို့အင်္ဂလိုသိမရောက်ထစ်တော့ဘူးဗျာငငယ်ကလေးတဲကမအီးကိုငွေတကယ်နှစ်ပြားပေးတဲ့လူ6ကလေးကကြီးလာတော့ဘာဒီထက်ပေးတယ်တော့မသိဘူးဗျာကိုဖိုးထွေးတို့မအင်းတို့မှာယာဒီပိုင်နွားတွေပိုင်ထစ်လာပြီးတော့သူတို့အိမ်ကလေးနေရာမှာခေါင်းနှစ်လုံးနဲ့ဂျွန်းအိမ်ကြီးတောင်စောက်လိုက်ပြီဗျာရွာထဲမှာတော့ဖိုးထွေးတို့မအင်းတို့တော့သူသားလူ6စောင့်ရှော်လို့ချမ်းသာလာရောလို့ပြောကြဆိုကြတာပေါ့ဗျာဒါပေမဲ့ဘဲပုံဘဲနီးစောင့်ရှောက်မှန်းတော့ဘယ်သူမှမသိကြဘူးဗျာကိုဖိုးထွေးတို့လည်းချမ်းသာလာတာတော့အမှန်ပဲဗျာ တခါတလေကျုပ်ကအချောင်းရှိလို့မြကွင်းစေးကွင်းပြီးရွာထဲသွားတဲ့လာတဲ့အခါဖိုးလာလီရေကနေဖြတ်ပြေးထွက်တာကိုတွေ့ရတယ်ဗျာဒါပေမဲ့ဒီအချောင်းကိုကျုပ်ကဘယ်သူ့ကိုမှမပြောပါဘူးဗျာကြာတော့လေလူဆိုတာကိုယ့်အချောင်းနဲ့ကိုယ်ပဲဗျာဒီလူချောက်ကလေးကိုတိတ်တောင်တတိမရကြတော့ပါဘူးကျုပ်လည်းဆရာကြီးတွေနဲ့ဟိုးလိုက်သွားဒီလိုက်သွားနဲ့ဖိုးလာကိုတောင်တိတ်တတိမရတော့ဘူးပေါ့ဗျာ ကျုပ်စီယာဆိုင်းနွန်ဖာကျုပ်ကိုလာခေါ်လာတပို့ထွေလာဗျာကျုပ်တို့ရွာမှာတော့ထမင်းပွဲကြီးစောင့်နေကြပြီရှားတော့ကြောင်မှာဆီလာဆိုင်းနွန်ဖာရောက်နေပြီဆိုလို့ကျုပ်ခတ်တုတ်လိုက်ခဲ့တာဗျာ ဆရာနေကောင်းလားကျုပ်ကရောင်းမဆိုင်ဆရာဆိုင်တော်ဖကိုနှုတ်ဆက်တော့ဆရာဆိုင်တော်ဖကတင်းငိမ့်နေတဲ့မျက်နှာအယောင်တောင်းနေရဲ့မျက်လုံးတွေနဲ့ကျုပ်ကိုဖြုံးပြီးနှုတ်ဆက်တယ်ဗျာအေးကောင်းပါတယ်မောင်တာတီရဲ့မိဘနှစ်ပါးရောကျမ်းမာရဲ့လားခွေဟုတ်ကဲ့ဆရာကျမ်းမာကြပါလေကဲဆရာတပည့်ဒီပြန်ဆောင်ကြပြန်ပြီပေါ့ကွယ်ဆရာတို့ကလည်းပြုံးနဲ့မိတ်နေဗျာမောင်တာတီရဲ့ကိစ္စတော့ပေါ်လာပြန်ပြီကွယ်ထွေရကြွားသွားတဲ့ကျူးဆရာပထမဆရာပွားကြီးကိုယ်တိုင်ညွန်ကြတာကွယ်ပထမဆရာပွားဆိုတာဘူလူဘီရဲ့မူစာဖခင်လေဗျာဒီအကြောင်းကိုကဝေးသွေဝတ္ထုမှာဂျိုးရေးခဲ့ပြီးပါပြီဟုတ်ကဲ့ဆရာဘာကိစ္စများပေါ်လာလို့တော့ဗျာလူ6တယောက်လူတွေကိုဒုက္ခပေးနေလို့ကွယ်ဗျာလူ6ဟုတ်လားဆရာ အေးဟုတ်တယ်မွန်တာရီဒီလူကြောက်ကရိုးရိုးလူကြောက်မဟုတ်ဘူးကွယ်အင်မတန်အစွမ်းထက်တဲ့ကဝေတလောက်တေပြီးဖြစ်သွားတဲ့လူကြောက်မွန်တာရီရေပြောရရင်တော့ဒီကဝေကအတော်လေးအစွမ်းထက်တာကွယ်သူတေကာနီးအချိန်မှာသူ့ရဲ့ဝိညာဉ်ကိုငရဲမရောက်အောင်အစွမ်းထက်တဲ့ကဝေမန္တန်တွေရွတ်ပြီးမိမတယောက်ရဲ့ပိုက်သေးကိုရအောင်ဝင်တာလေးကွယ်သူ့မန္တန်ကစွမ်းတော့မိမတယောက်ရဲ့ပိုက်သေးကိုတော့ရောက်သွားတယ်ဒါပေမဲ့သူ့ကျူးလွန်ခဲ့တဲ့အကုသိုလ်တွေကြောင့်ဒီကဝေဟာလူတယောက်အနေနဲ့ပြန်ပြီးမွေးဖွားခဲ့ပေမဲ့လူကြောက်အနေနဲ့ပဲမွေးခဲ့တာကွယ် လူ6ကလူတွေကိုဘလို့များဒုက္ခပေးနိုင်မှာရောဆရာရဲ့တာမန်လူ6တယောက်ကတော့လူတွေကိုဒုက္ခမပေးနိုင်ပေနဲ့ဂဝေသား6ကတော့လူတွေကိုကောင်းကောင်းဒုက္ခပေးနိုင်နေကွာဘလို့များဒုက္ခပေးတာရောဆရာလူတွေကို
ယောဂဖြစ်အောင်လှုပ်တယ်ဗစရာနဲ့မှကုလို့မရအောင်လှုပ်ထားတယ်လူနာရှင်ကဆရာလဲဆုံးပြီးယောဂလည်းမပြောက်ဘူးဖြစ်နေတယ်ဆိုတော့တက်စစ်နေတဲ့အချိန်မှာသူကဝိဖြူစင်ကျဲဝတ်ပုံစံနဲ့လူနာရှင်ကိုအိမ်မက်ပေးတယ်ဘယ်မှာနေတဲ့ဘာနေတာနာမည်ကဘဒုအဲ့ဒီဆရာကိုပင်ပြီးကုပြီးတော့လုံးဝပျောက်သားလိမ့်မယ်ဆိုပြီးအိမ်မက်ပေးတယ်မောင်တာရီရန်ဒီမှာရင်လူနာရှင်ကစုံစမ်းပြီးအဲ့ဒီဆရာကိုရအောင်ပင်ပြီးကုရကပေါ့ကွာအဲ့ဒီဆရာလဲကုပေးရောချက်ချင်းကိုပျောက်ရောဟေ့ ဟင်ဒီဆရာကဘသူမို့တော့ဘသူရှိအောင်မှာတော့မောင်တာရီယာသူ့အဖေပေါ့ကွာသူ့အဖေနာမည်ကကိုဘိုးအောင်နဲ့ဘာဆရာမှမခေါ်ဘူးကဝေသား6ကသူ့အဖေကိုအိမ်မက်ပေးပြီးအတင်းဆရာလူခိုင်းတာတူတူပြောရရင်တော့ကဝေသား6ရဲ့အဖေကိုဘိုးအောင်ကအခုဆိုရင်ဆရာအောင်ဆိုပြီးနာမည်အတော်ကြီးနေပြီကွယ်တတိအိမ်ဒီမှာကြီးဆေးကူရတာဆိုတော့ရလိုက်တဲ့ပတ်စံကလည်းတောက်လေးပေါ့ကွယ်ခုတော့တား6ရဲ့အဖေကိုဘိုးအောင်ကိုယ်တိုင်ဒီဘဝကိုနှစ်ချိုက်သွားပြီဗောမောင်တာရီရဲ့ တော်တော်ဆိုးတဲ့လူတွေပါလားစေတာစိုးပါပြီလားကွယ်တခါတလေများကဝေသား6ကလူကိုယူအောင်လှုပ်ထားပြီးသူ့အဖေကိုကူခိုင်းတာကွယ်ဘေးစေတာမှမနိုင်တဲ့ယောဂမျိုးကိုကိုဘူးအောင်ကလက်နဲ့တက်ယုံနဲ့ပြုတ်ပါတာကွယ်ဒီတော့လဲဆရာအောင်ဆိုပြီးကြော်ကြားတော့တာပေါ့ကွယ်ဒါဆိုရင်ဆရာဘာလို့ဖို့စိတ်ကူးထားလို့ဆရာအထက်ဆရာကြီးရဲ့အမေကြီးဒီကဝေကိုမိအောင်ဖမ်းပြီးရှင်းပြရမှာပဲမောင်တာရီခတ်နေတာကဒီကဝေကလူမဟုတ်တဲ့ခါကြတော့လူချင်းတိုက်ခိုက်တာလို့မလွယ်ဘူးကွယ်ကိုကသူ့ကိုမြင်ရတာမဟုတ်ဘူးသူကသာအို့ကိုမြင်ရမှာလေပြီးတော့ဒီတား6ကဝေကကျုပ်လုတ်တမယာကိုငင်းဒီခါမှာပါမဟုတ်တာသူ့ပညာကိုအကုန်သုံးပြီးကျုပ်ကိုတိုက်မှာကွယ်ဒီတော့မောင်တာတီပါလာရင်တော့သူ့ကိုမြင်ရနိုင်တယ်လေကျုပ်ကသူ့ကိုမမြင်ရပြီမဲ့မောင်တာတီပြောတာကိုနားထောင်ပြီးသူ့ကိုကျုပ်တိုက်ရတော့မှာမို့လေ အော်ဒီလိုလားကျုပ်ဘက်ကတော့အစင်သစ်မှာပဲဆရာတာရုကွယ်တာရုဒါဆိုရင်မောင်တာဒီမိမများကိုခွင့်ပန်ပြီးလိုက်ခဲ့ဖို့ကွယ်ထုံးစံအတိုင်းပေါ့ဗျာကျုပ်ကအဘနဲ့အမေကိုခွင့်ပန်ပြီးလိုက်ခဲ့လာပေါ့ဗျာဆရာနွန်ဖဘဲကိုသွားမှန်းကျုပ်မသိဘူးဗျမေးလည်းမမေးဘူးဒီအတိုင်းကိုလိုက်လာခဲ့တာမောင်တာဒီကျုပ်ကိုဘဲသွားမှတော့လို့မမေးဘူးလားကွယ်မေးစရာမလိုပါဘူးဆရာတို့လိုလူနိုးတွေနဲ့သာလိုက်ရရင်ဘဲကိုပဲလိုက်ရကျုပ်ကလိုက်မှာပါဆရာ ကျုပ်စကားကိုကြတော့ဆီယာနွန်ဖိတ်လာပြုံးနေတယ်ဗျပြီးတော့သဘောကျပြီးခေါင်းညိတ်နေတယ်ကျုပ်တို့ရန်ကုန်ကိုသွားမှာကွာတားလျှောက်ကိုပြီးတောင်းကြနေတာရန်ကုန်မှာကျုပ်တို့ရန်ကုန်ရောက်တော့ဗဟန်းဘက်ကဖောက်ကြီးเจ้าတစ်เจ้าမှာတဲကြတယ်ရွှေတီးကုံစီတီတော်ကြီးရဲ့အရှိဘက်မှာဗျညဆိုရင်ရွှေတီးကုံစီတီတော်ကြီးကိုမီးရောင်စုံတွေနဲ့ရစ်ပြီးပူဇော်ထားတာဗျ ရန်ကုန်ရောက်ရောက်ချင်းပဲဆရာနွန်ပါကဆရာအုံးဆိုတဲ့လူအကြောင်းကိုစုံစမ်းတယ်ကျွန်ုပ်တို့တဲတဲ့ဖုန်ကြီးเจ้าကလည်းဘောစကန်ကျဲသားဗျာဆရာတော်စီကိုတနေ့တနေ့လာကြတဲ့တကားတကမတိန်နဲတာမဟုတ်ဘူးဗျို့ဆရာနွန်ပါကလည်းเจ้าကိုလာတဲ့လူတော်တော်များများကိုမေးတော့တာဗျာဒီမှာဗျာမိတ်ဆွေကြီးရဲ့မိတ်ဆွေကြီးတို့ရန်ကုန်မှာဆရာအုံးဆိုတဲ့ပယောဂကိုဆရာတို့ရောက်ရှိတယ်ဆိုလို့ဗျာမိတ်ဆွေကြီးတို့များသိသလားလို့ပါဟာသိပါပြီလားဗျာရန်ကုန်မှာဆရာအုံကိုမသိတဲ့သူရှိမှမထင်ပါဘူးလေ။ဩဆရာအုံဆိုတာတော်တော်ကိုကြော်ကြားတဲ့ဆရာကြီးပဲ။ဆရာနွန်ပါကခေါင်းလေးတညိတ်ညိတ်လုတ်ပြီးကြိုတာ ကြော်ကြားပါပြီလားဗျာနို့နေပါဦးဗျာမိတ်ဆွေကဆီယာအုံကိုစုံစမ်းပုံထောက်တော့မိတ်ဆွေကြီးရဲ့မိသားစုထဲမှာစိတ်တစားယောဂသည်များရှိနေလို့လားစိတ်တစားယောဂတော့မဟုတ်ပါဘူးဗျာတခြားယောဂပါဆီယာအုံအယူပဲကုလို့လားဗျာဟာဒီလိုတော့မဟုတ်ပါဘူးတခြားယောဂလည်းပါတယ်ဒါပေမဲ့အယူကူတော့လွတ်တော်တာဗျာအယူကဘလောက်ပဲချမ်းနေပါစေဟေ့အခုငိန်ဆန်းဆိုရင်ငိန်သွားရောပြုတ်အခုချက်ချင်းဖះကိုဥတိုက်ဆိုရင်တိုက်ရတာဗျဟောဒီရေစင်အခုတောက်ဆိုရင်တောက်ကြတာပြုတ်အိုးဆရာအုံကစွမ်းလာကြည့်လားဗျာကျူတို့ကြားဘူးထားတာထက်ကိုအပုံကြီးစွမ်းတာပါကလား ဆရာနွန်ဖနဲ့စကားပြောခဲ့ဘိုးတော်ကအတန်50ကျော်လောက်ရှိမယ်ဗျခေါင်းမှာရှောင်းပွားကြီးထုံးလို့ဗျဘဝကလည်းပန်းရောင်လေးပေါင်းထားတယ်နှခမ်းမွေးနေဆက်ဆက်နဲ့မျက်လုံးကပြူပြူဗျနာမည်ကဦးတိန်တဲ့အလုတ်ကတော့စာနုပဲတော့ပွဲစားလုပ်တယ်ဆိုပဲပွဲစားကြီးဦးတိန်ကတော့ဆရာအုံကိုလွတ်ချီးမွေးနေတော့တာဗျပြောအောင်မယ်ဗျဆရာအုံနာမည်ရစကကူးရတဲ့အယူတွေဆိုရင်ဆရာ4-5ယောက်လွတ်ပြီးမှရောက်လာကြတာဗျာဘဒူးမှမနိုင်တဲ့ကြေးရတာသားသမီးအယူတွေဗျဆရာအုံကုမှပျောက်ကြတာကြီးပဲဗျ
တချေသားသမီးတွေကိုကူပေးရတာဆိုတော့လေပညာပူဇော်ကလည်းနိနေအောင်ကနော့ကြတာဗျခုတော့ဆရာအောင်ကတိုင်းနဲ့ကားနဲ့ဖြစ်နေပြီဗျနေပါအောင်ပွဲစားကြီးရဲ့ဆရာအောင်ကဗမာနေရတော့ဘောက်ထော်မဗျာခြံဤဝင်းကြီးနဲ့ပါဗျာအော်လောကမှာလေယူးတဲ့လူတွေတော်တော်များသားကလား ဆရာနွန်ဖကဘွဲစားကြီးဥတင်ကိုမတိမတာမေးပိတ်ဖြောတာဗျဘွဲစားကြီးကလည်းသူ့ခေါင်းကရှောင်းပွားကြီးကိုလှုပ်ကနေဖြစ်သွားအောင်ခေါင်းညိပြီးမှပြောတယ်ဗျဟုတ်ကဗျာကျုပ်စိတ်ထင်တော့တထေးသားသမီးတွေယူတာများတော့တထေးသမီးကိုလိုချင်လို့ဆေးခတ်ဝါခတ်လုပ်ကြတထေးသားကိုလိုချင်လို့ဆေးခတ်ဝါခတ်လုပ်ကြတယ်ထင်တာပဲဗျာဘွဲစားကြီးပြောတာကလူပြူစားတဲ့သဘောပေါ့ဟုတ်တယ်ဗျာမိတ်ဆွေကြီးရဲ့ခုနေခါမှာဆေးတွေဝါးတွေနဲ့စုံးတို့ကဝေတို့အောက်လန်းတို့ကလည်းပေါ်ပါဗျာဟင်ဟုတ်လားဗျဟုတ်ပါဒါပေမဲ့မိတ်ဆွေကြီးရဲ့ဆရာအောင်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းယူကျင်တဲ့လောက်သာယူစမ်းဆရာအောင်ကဲဆိုတာလိုမျိုးပဲဗျသူကုရင်မပြောက်တဲ့အယူဆိုတာကိုမရှိတာပါဗျာ နုနေပါအောင်ပွဲစားကြီးရဲ့စကြအောင်ဆိုတာကဘယ်အကျွဲလောက်များရှိပြီတော့ဗျအသက်က90လောက်ပဲရှိသေးတာဗျလူပုံကအသားညိုညိုအရက်ရှိရှိဗျရှောင်းတစောင်းလေးနဲ့ဆရာအောင်ကငငယ်ကလေးကဆရာဖြစ်တာလားပွဲစားကြီးဟာဘယ်ဟုတ်မှာတော့မိတ်ဆွေကြီးဟာတိရဲ့လူတွေပြောတာကတော့အစကဆရာအောင်ကတော်တော်ဆင်းရဲတာဆိုပဲမြေအိုးလေးနှလုံးကိုထမ်းဖို့နဲ့ထမ်းပြီးမန်းကြီးဖြော်ရည်ရောင်းရတာတဲ့ဗျတခါတလေကလေးတွေကြောင်းစင်းကြီးမှာမုံပဲတည်ရစာရောင်းရတာတဲ့နောက်တော့ဆရာအောင်ကဘလို့ပုတ်ကိုနဲ့တွေ့တယ်မသိပါဘူးဗျပတိတွေစိတ်အဒိဋ္ဌံတွေဝင်းနဲ့တဖြည်းဖြည်းဆရာချစ်လာတာပဲဗျတချို့ကပြောတော့လေပုတ်တော်လာဆရာအောင်ရဲ့ခြံထဲမှာဝတ်ဖြူစင်ကျဲဝတ်ထားတဲ့ဝိဇ္ဇာဒိုရီလိုဘာလိုပုတ်ကိုတယောက်ကိုရိုးတိုးညိတ်တိတ်တွေ့ရတယ်ဆိုပဲဗျဘာပဲပြောဆရာအောင်ဟာတနေ့မှထွက်ရက်ပုတ်မဲ့လူဆိုတာတော့သိကြတယ်ဗျအော်ဟုတ်လားဗျပွဲစားကြီးရဲ့ဆရာအောင်ဆိုတာဒီလောက်တောင်ပဲကို ဟုတ်တယ်မိတ်ဆွေရဲ့ဒါထက်နေပါအောင်မိတ်ဆွေကြီးကဆရာအောင်ကိုနဲတွေပါတွေအထိပင့်သွားချင်လို့လားဗျဆရာအောင်ကတော့နဲတွေပါတွေအထိတော့ကြွတယ်နော်ဒါပေမဲ့မိတ်ဆွေကြီးပင့်ချင်ရင်ကျုပ်လိုက်ပြီးရောက်အောင်ပြောပြီးပင့်ပေးပါမယ်ကျုပ်ကတော့လမ်းစီကလေးပါလေးပေးပုံဗျာဆရာနွန်ဘကခေါင်းလေးညစ်ပြီးနားထောင်နေတယ်ဗျာကျုပ်စိတ်ထဲကတော့တွေးပြီးပြုံးလိုက်မိတယ်ပွဲစားကြီးဦးတင်ကတော့တကယ်ကိုပွဲစားပီတာတဲ့လူပါပဲဗျာဆရာနွန်ဘကိုတော့ဆရာပွဲစားလုံးဖို့ကမ်းလန်းနေသေးတာဗျပွဲစားကြီးရဲ့ကျုပ်ကဆရာလာပြီးစုံစမ်းရုံပဲရှိသေးတာဗျာနေကိုပြန်ပြီးအကျိုးကြောင့်ပြောအောင်ပါဒီတော့မှဆရာပေးမဲ့လူတွေလာကြမှာအဲ့ဒီလူတွေလာရင်ဒါပွဲစားကြီးကသူတို့ကိုဆရာအုံစီပို့ဖေးလိုက်ပါဗျာပွဲသားကြီးကိုလည်းသူတို့လမ်းစိတ်ပေးကြမှာပါကောင်းပါပြီဗျာကောင်းပါပြီပွဲစားကြီးပြန်တော်တော့မှဆရာနွန်ဖာကပြုံးပြီးပြောတယ်မောင်တာတဲ့ရေကဝေသား6ရဲ့အဖေဆရာအုံရဲ့အတည်းတော့အဆရပြီပေါ့ကွယ်နောက်တနေ့ဆရာနွန်ဖာနဲ့ကျုံနဲ့ဘောက်ထော်ဘတ်ကို3ဘီကားတစ်စီးငားပြီးထွက်ခဲ့ကြတယ်ဆရာအုံလိုအယူကူအင်မတန်တော်တဲ့ပယောကဆရာတယောက်ကိုတိတ်ဆုံစမ်းဆရာမလိုပါဘူးဗျာစိုက်ကားဆရာတယောက်ကိုစုံစမ်းလိုက်တာနဲ့တင်ဆရာအုံတို့လမ်းကိုတီးပြီးဆရာအုံနေတဲ့ခြံနဲ့ကြိုက်ကိုတွေ့တော့တာပဲဗျဆရာနွန်ဖာကမတိမတာခြံထဲကနှစ်ထက်ထိုက်ကိုအကဲခတ်တယ်မောင်တာတီးဒီအတိုင်းကြည့်လို့တော့ဘာမှထူးမှမဟုတ်ဘူးကွယ်ဟုတ်ကဲ့ဆရာဒါဆိုရင်ကျုပ်တို့ဘယ်လိုလုပ်ကြမှာတော့ညားကြမှာပဲတခါလာကြည့်ကြတာပေါ့ကွယ်ခုတော့ဗဟန်းကအကြောင်းကိုပဲပြန်ကြတာပေါ့ကွာကျုပ်လည်းလမ်းသေးသေးချာချာမှတ်မယ်မင်းလည်းသေးသေးချာချာမှတ်ကွယ်ကျုပ်နဲ့ဆရာနွန်ဖာဗဟန်းကို3ဘီကားလေးငားပြီးပြန်ခဲ့ကြတယ် ကျုပ်တို့တဲတဲ့ဘဟန်ကဘုံကြီးကျောင်းကလည်းရှမ်းကျောင်းပဲဗျာကြောက်ထိုက်ဆရာတော်ရောဥပင်းစင်းတွေရောအားလုံးရှမ်းနေကြီးပဲဗျာဆရာနှွန်ဖတ်နဲ့ကရှမ်းလူကြီးပြောကြတာကျုပ်လည်းဘာမှနားမလဲဘူးဒါပေမဲ့ဥပင်းစင်းတွေကတော့ကျုပ်ကိုဗမာလိုပြောကြပါတယ်ဒီလိုနဲ့ညားရောက်တော့ဆရာနှွန်ဖတ်နဲ့ကျုပ်နောက်တစ်ခေါက်ပြန်ရောက်လာတယ်နေခင်းကမှတ်ထားတဲ့ချမ်းကိုမရှာခင်ကလာကာကဆိုင်မှာဝင်ပြီးကျုပ်တို့ဆရာတပည့်လက်ဖက်ရည်တောက်ကြသေးတယ်ဗျာ ဆရာအောင်တို့လမ်းလေးကိုရောက်တော့ည7 နာရီထိုးပြီဗျာဆရာအောင်ချန်ရတောင်ဘက်ကိုဝင်ကက်လိုက်ကြတယ်မောင်တာတီကိုကျုပ်ပေးထားတဲ့မြေကွင်းစီကတားချောက်ရဲ့ဝိညာဉ်ကိုမြင်နိုင်တယ်ကွမောင်တာတီရဲ့ဒါကြောင့်မင်းကိုကျုပ်ကမြေကွင်းစီကွင်းခိုက်ခဲ့ရတာကျုပ်တည်တဲ့ဆရာပေးခဲ့တဲ့မြေကွင်းစီသားလူကြောက်ရဲ့ဝိညာဉ်ကိုမြင်နိုင်တာတီးစားတဲ့ဆရာထနောင်းကုန်းမှာလူကြောက်ကလေးမွေးကလေးကကျုပ်စမ်းကြည့်ပြီးသားပါဆရာဟေးဟုတ်လားမောင်တာတီတို့ရောမှာတားကြောက်ရှိသလားကွယ်ရှိတယ်ဆရာအခုဆိုရင်ရှင်းနေသားလောက်ရှိပြီဗျာ
ကိုဖိုးထွေးတို့မင်းရင်တို့ရဲ့သားလေးဆရာအဲ့ဒီသားကြောက်ရဲ့ဝင်းရင်ကိုဒီမြက်ကွင်းစေးကွင်းပြီးကျုပ်သွားကြည့်ပြီးပြီကောင်းကောင်းမြင်ရတဲ့ဆရာအိမ်ရဲ့အလဲတိုင်နားမှာထိုင်ပြီးကောင်လေးကစားနေလာကိုကျုပ်တေးသေးချာချာမြင်ရလားဗျာဒါပေမဲ့ကောင်လေးရိမ့်မိမှာဆိုလို့ကျုပ်ကမမြင်ချင်အောင်စောင်းနေရတာပေါ့ဆရာရဲ့ ဟာဒါဆိုရင်ဒီစီးကတားချောက်ရဲ့ဝိညာဉ်ကိုမြင်ရတာသိချတာပေါ့ကွယ်နေရာကျပြီပေါ့ကွာဒါနဲ့ကျုပ်ကခြံသေးကိုစောင့်ကြည့်ရတော့တာပေါ့ဗျာဆရာနော်ဖအမင်းနဲ့ဗဟန်ဘူးကြီးเจ้าကမထွက်ခင်ကတည်းကကျုပ်ကမျက်ကွင်းစီးကွင်းလာတာလီးဗျာခြံထဲမှာတော့ခုထိဘာမှမမြင်သေးဘူးဗျာကျုပ်တို့ဆရာတပည့်နှစ်ယောက်ဆောင်းတော်ကူပန်းချံကြီးနောက်မှာပုံပြီးစောင့်နေကြရတာဗျာညတန်းခေါင်ကြော်ပြီးတော်တော်လေးကြာတော့မှဆရာအောင်ရဲ့ခြံထဲကိုလူတယောက်ဝင်လာတာကျုပ်မြင်လိုက်ရတယ်ဗျို့ ဟာဆရာကြီးလူတယောက်ခြံထဲကိုဝင်လာပြီဗျို့ဟုတ်လားမောင်တာရီခေါင်းမှာရှောင်းထုံးပါတယ်လားမပါဘူးဆရာဘူဘီနဲ့ပဲဗျဘောင်းမီရှီနဲ့ပစိုးမဟန်ဘူးဆရာရှူဖနာနဲ့ဗျအပေါ်မှာတော့ရှက်အင်ဂျီလက်ရှိဝစ်ထားတယ်ဟာဒါဆိုရင်တောက်6ရဲ့ဝိညာဉ်ဟုတ်တယ်ဒီကောင်ချမ်းတကားကိုဖွင့်ဝင်တာတွေ့လားမဖွင့်ဘူးဆရာဒီတိုင်းမင်းဝင်လာတာ ဒါဆိုရင်တေချာတာပေါ့မောင်တာတွေရေဒီကောင်ဟာခဝေသား6ပဲပေါ့ဟောမှာခြံတကားကြီးကတောက်ခက်ပြီးပိတ်ထားတာပဲလीအဲ့ဒီတန်တကားကြီးကိုဒီတိုင်းဖြစ်ပြီးဝင်လာတဲ့စုကလေးကလူမဟုတ်လို့ပေါ့ကွယ်ပြီးတော့မောင်တာတွေကမြက်ကွင်းစေးကြောင်မြင်နေရတာလीကျုပ်ကမြင်မမြင်ရတာဟောခဝေသား6ကဟိုခုံနဲ့လေးမှာထိုင်နေတဲ့ဆရာအေးလीဒီညလကလည်းဝါဝမေမေလေးတာနေတော့ဒီကောင်ကခြံထဲမှာထိုင်ပြီးစိန်ခါနေမှာပေါ့လေဒီကောင်ဘဲကပြန်လာတဲ့ထင်တော့မောင်းတာရဲ့မသိဘူးဆရာသူ့မိန်းမတွေအိမ်ကပြန်လာတာကွယ်ဗျာလူเจ้าမှာမိန်းမရှိလို့လားဆရာရှိတယ်ကွယ်ဒီရန်ကုန်ထဲမှာပဲသူ့လိုတားကြောင်မာတွေရှိတယ်သူတို့ချင်းပေါင်းဖက်လို့ရလေဒီကောင်မှာမိန်းမ3ယောက်တောင်ရှိတဲ့မောင်းတာတွေရဲ့ဗျာဟုတ်လားဆရာအခုဒီကောင်ဘာလို့မြင်တော့ကွယ်ခုံတန်းထဲမှာထိုင်ပြီးကောင်းကင်ကိုမောကြည့်နေတဲ့ဆရာတားချော့ဆိုတာသူတို့ကိုမွေးတဲ့မိဘကိုတော့တနည်းမဟုတ်တနည်းအကျိုးပြုကြတာပဲကွယ်ဒီကောင်ကတော့ဂဝေဆိုတော့မကောင်းတာနဲ့အကျိုးပြုတာပေါ့ကွယ်လူတွေကိုမမကြမ်းဖြစ်အောင်ပြုစားယူအောင်နှံ့အောင်ပြုစားပြီးရင်သူ့အဖေကိုဆရာရောင်ဆောင်ပြီးစေးကူခိုင်းသူကပြော့အောင်လုပ်ပေးလိုက်နဲ့သူ့အဖေကနမဲကြီးချမ်းသာလာတာပေါ့ကွယ်သူ့အဖေကလည်းလူလိန်လောက်ဝဲတာသဘောကျညီတော့လဲခါသားလာဆရာရဲ့ကိုအောင်ခမပြမှာလဲဆင်းရဲရှာတော့အခုလိုချမ်းချမ်းသာသာနဲ့ဆရာသမားဖြစ်နေရတဲ့ဘဝကိုမမောသွားတော့တာပေါ့ကွယ်ကဲမော်တာရီအချင်းကြကြီးကွယ်ဒီကဝေသား6ကိုလှုပ်เสียရှိတာလှုပ်ရတော့မယ်ဟဲ့ဟုတ်ကဲ့ဆရာရော့ဟော်ဒီစေးတန်းကိုခဏနေမိညီရမယ်ကြားလားဒီမှာမိကပ်ပါယူထား ကျုပ်အန်ဩသွားတယ်ဗျာဒီလိုချိန်မှာဆရာနွယ်ဘက်ကစီးတဲ့တောင်းမာရလို့ကျုပ်တွေးမိကြီးနားမလည်နိုင်အောင်ဖက်သွားတယ်ဗျာကဲကျုပ်ရှေ့ကထွန်းမယ်မင်းမင်းသားကြီးကျုပ်ကိုပြောပြပြီးတော့မောင်သားကြီးကျုပ်ကဆရာနွယ်ဘပေးတဲ့ဆေးဖေးထိထားတဲ့စီးတန်းနဲ့ဂျေးမိကကိုလက်တစ်ဖက်မှာကင်ထားပြီးဆရာနွယ်ဘရဲ့နောက်ကကပ်ပြီးဆောင်းတော်ကူပန်းရောင်နောက်ကထော်လိုက်တယ်ဂဝေသား6ကထိုင်နေရကနေပြီးစက်ကနေမတ်တာထိရတယ်ပြီးတော့ဆရာနွယ်ဘကိုစိုက်ကြည့်နေတယ်ဗျာကျုပ်ကတော့ဂယုမဆိုင်တဲ့ပုံပဲဗျာ ဆရာဒီကောင်မတက်ရက်ပြီဗျအဲ့ဒီခုံတန်းပဲမှာပဲဟေးကောင်တားကြောက်လူလိငါအောင်ရတာငါစုံဆိုတဲ့ကဝေးကောင်အထက်ပုတ်ကိုကြီးရဲ့အမိတ်နဲ့ငါရောက်လာခဲ့တာကွာဟာဆရာနွယ်ဘဲရဲ့စကားတော့မဆုံးသေးပါဘူးဗျာကဝေးသားကြောက်ကစပြီးစက်တွေလွတ်တော့တာပဲဗျာဆရာတရီသားကဝေးသားကြောက်ရဲ့ဝิญဉ်ကစက်တွေလွတ်နေပြီစက်တွေဝကကျုပ်မြင်ရတယ်မောင်းတတ်တယ်မင်းဘေးကိုနန်းနန်းဖယ်နေပြီးတော့ကျုပ်လုံးမယ် ဆရာနွန်ဖဲကတား6ဝိညာဉ်လွတ်တဲ့ဇက်ဒီကိုလက်နဲ့ရမ်းလိုက်တာနဲ့ဇက်ဒီအကုန်လုံးပြတ်ထွက်သွားရောဗျဟောတား6ဝိညာဉ်ကဆရာနွန်ဖဲရဲ့ဘေးဘက်ကိုလှစ်ကနေရောက်သွားတယ်ဗျဆရာဘေးဘက်တဲ့ကိုရောက်သွားပြီဆရာဟောအနီရောင်ဇက်ဒီလွတ်နေပြီဆရာဒင်းကဒီလိုလားရတယ်ဟောဒီမှာဆရာနွန်ဖဲစီကိုအနီရောင်ဇက်တန်းကြီးကလှစ်ကနေပြေးဝင်လာတာဗျဆရာနွန်ဖဲကသူ့ရဲ့ဘေးဘက်ကိုဖြက်ကနေလဲပြီးလဝါနှစ်ဖက်နဲ့တွန်းထုတ်လိုက်တယ်ဟောတား6ဝิญဉ်လွတ်တဲ့ဇက်က
သူ့စီကိုပြန်ရောက်သွားရောဗျာဟာဝင်းရင်ကဘေးကိုခုံချောင်းပြီးသူ့ဇက်ကိုသူပြန်သိမ်းလိုက်ရောဗျာလက်ပြန်တို့ဆက်ပြန်ဆိုတာတော်တော်ပြင်းတာပါကလားလို့ကျုံတွေးလိုက်မိတယ်ဟာဖြက်ကနေရွှေ့သွားပြန်ပြီပြောဟာကဝေသား6ရဲ့ဝင်းရင်ကဆရာနွန်ဖက်တဲ့ရှစ်တဲ့ကကန်ကော်ပင်ကြီးပေါ်ကိုရောက်သွားပြန်ပြီပြော ဆရာရှေ့ကကန်ကိုပင်ကြီးရဲ့တောင်ဘက်ထွက်နေတဲ့ဂိုင်းကြီးပေါ်ရောက်သွားပြီဆရာ ။အော်ဒီလိုလားမောင်တာဒီဆေးတံကိုမီးခတ်ပြီးညှိလိုက်တော့ကွယ် ကျုပ်ကဆရာခိုင်းတဲ့အတိုင်းဆေးတန်ကိုမီးခက်ပြီးမြန်ညံညှိလိုက်တယ်မျက်လုံးကလည်းကန်ကော်ပင်ဘောကဝင်းညင်းကိုမျက်ခြေမပြတ်ကြည့်နေရသေးတာပြောဟာကဝေးသား6ရဲ့ဝင်းညင်းကသူ့လက်နှစ်ဖက်ကိုစဝိုင်းလို့ရှေ့ထုတ်ပြီးဝိုင်းနေတယ်ပြောပါဇက်ကလည်းမန်တန်တွေရွတ်နေတယ်ဗျာဆရာလက်တွေကိုရှေ့ထုတ်ပြီးစဝိုင်းလို့ဝိုင်းနေပြီဗျာတီးပြီမောင်တာတီတေးသေးချာချာကြည်ထားကွယ်ဆရာနွမ်ဖားကလည်းသူ့လက်ဝါးနှစ်ဖက်ကိုပုတ်ပြီးတခုခုလှုပ်နေပြီဗျို့ဟာဆရာကြီးဝင်းရင်ကောင်ကစိတ်ရောင်စုံနေလွတ်နေပြီဗျို့ ။လွတ်ပါစေမောင်တာဒီဒါသူ့ရဲ့နောက်ဆုံးလက်နက်ပဲကွယ်။ဆရာနွန်ဘာကသူ့လက်ဝါးထဲကဝင်းလက်လက်အယောင်တွေနဲ့ဝင်းရင်ကဝေးရဲ့စိတ်ရောင်ဆုံးအဝိုင်းကြီးကိုလှမ်းကာထားလိုက်တယ်။ကဝေးသား6ရဲ့စိတ်ရောင်ဆုံးအဝိုင်းကြီးကရှေ့မတိုးနိုင်တော့ပဲရက်သွားရော့ပြူ။မောင်တာဒီဆေးတံကိုကျုပ်ပါစမှာတိတ်လိုက်စမ်းကွယ်။ကျုပ်ကလက်ထဲမှာမင်းကြီးထားရဲ့ဆေးတံကိုဆရာနွန်ဖာရဲ့ပါစမှာတိတ်ပေးလိုက်တော့ဆရာနွန်ဖာကဆေးတံကိုမီးရဲ့နေအောင်ဖွာပြီးမီးခိုးဒီအလုံးလိုက်မှုတ်ထုတ်နေတယ်ဗျာဆရာနွန်ဖာဆေးတံဖွာပြီးမှုတ်ထုတ်လိုက်တဲ့မီးခိုးဒီဟာတဖြည်းဖြည်းများလာပြီးအလုံးလိုက်ကြီးလဲနေတယ်ဗျဆရာနွန်ဖာကသူ့ပါစမှာကျုပ်တပ်ပေးထားတဲ့ဆေးတံကိုဖြုတ်လိုက်ပြီးရပြီးမောင်းတတ်တယ်ဆေးတံယူသွားတော့နှုတ်ဆုံနေ ဆရာနွယ်ဖက်ကထော်လာတဲ့လင်းရောင်တွေနဲ့ကာထားတဲ့ကဝေတောက်6ရက်ဆက်တွေဟာတဖြည်းဖြည်းမိန်လာပြီပြောဒီမှာတင်ဆရာနွယ်ဖက်ကလေနီးတဲ့မိခိုးလုံးကြီးကိုကြည့်ပြီးမန်တန်တပုတ်ယုံလိုက်တာမိခိုးလုံးကြီးကအရှိန်နဲ့ရွေပြီးကဝေသား6ရဲ့ဝိညာဉ်ကိုအုပ်သွားရောပြောဖြန်းဟာကဝေဆက်တီပြတ်တော့သွားပြီပြောဆရာနွယ်ဖက်ကသူ့လက်ကထော်ကအလင်းရောင်ဘီကိုပြန်သိမ်းလိုက်တယ်မိခိုးလုံးကြီးကတစ်ပင်အောက်ကိုပြုတ်ကျလာရောပြောမောင်းတာတဲ့ဒီကောင်မိခိုးတဲ့ကနေအပြင်းကိုမထွန်းနိုင်တော့ဘူးကွဒီစေးတန်ကပထမန်ဆလာကြီးရဲ့အစီအမံတစ်ခုပဲကွဒီကဝေကောင်ကသူ့ကိုယ်ထုငရဲမကြအောင်တေကာနီးမှာအစွမ်းထက်တဲ့မန်တန်တွေရွတ်ရင်တေသွားတော့လူပြန်ထစ်လာတာကွဒါပေမဲ့သူကျူးလွန်ခဲ့တဲ့အကုလူကန်တွေကြောင့်လူစင်စစ်မဖြစ်ပဲဒါကြောက်လာဖြစ်တာကွဒီတစ်ခါတော့ဒီကောင်ကငရဲရောက်အောင်ပို့ရတော့မှာပေါ့ကွပြောဆိုနဲ့ဆရာနွမ်ဖက်ကသူ့လွေအိတ်ထက်ကအင်းတကြကိုထုတ်လိုက်တယ်မောင်တာတွေဝေးသွားနေကွဒီအင်းကိုမောင်တာတွေတိပါတယ်ကဝေတက်ဖြတ်ဆက်အင်းကြီးလေးကွ ။ကျုပ်ကခက်ဝေးဝေးမှာတွားရနေတယ်။မိခိုးလုံးကြီးထဲမှာပိတ်မိနေတဲ့ကဝေသားချောင်းရဲ့ဝင်းရင်ကိုဆရာနွန်ဖာကကဝေတက်ဖြတ်ဆက်အင်းနဲ့ပြစ်လိုက်ရောဗျာ။ဝုံမီးတောက်ကြီးမှာဗျာ။ဝါးတပြန်လောက်ကိုတက်သွားတာဗျ။ပူလိုက်တဲ့မီးဗျာ။ကျုပ်သိတာပေါ့ဗျာ။ဒီမီးတောက်ဟာငရဲမီးတောက်ဗျာ။အင်မတန်အကုသို့များတဲ့ကဝေကြီးတွေတေမထတောက်လိရှိတာဗျ။ငရဲမီးတောက်ပြီးဆိုရင်တော့အဲ့ဒီကဝေဟာငရဲဘီကိုရောက်သွားတာအသေးချာပဲပေါ့တဖြည်းဖြည်းနဲ့မီးတောက်ကတေးသေးလာပြီးငိန်သွားရောပြုတ်အတန်နဲ့ကြီးနဲ့ဆိုပြီးအော်တဲ့အတန်ကြီးကဆရာအုံကြီးရဲ့ညက်ထက်တိုက်ချက်ကထွက်လာတဲ့အတန်ကြီးဗျ ဟာမောင်တာတီကျုပ်ပစ်လိုက်တဲ့ကြည်စံကတစ်ချက်တည်းနဲ့နှကောင်မှန်သွားပြီဟေဘာဖြစ်လို့တုံးဆရာအော်တန်ကြီးကတိုက်ထဲကထွက်လာလားဆရာရဲ့ဆရာအုံခိုးရိုင်းသူ့သားစီကပညာတွေယူပြီးကဝေထစ်နေလောက်မောင်တာတီသူ့သားကဝေသား6ရဲ့ပညာဘူးကသူ့ဘိုက်ထဲမှာရောက်နေတာဆိုတော့သူ့သားလည်းသေးသူလည်းသေးပေါ့ကွယ်ဟာဒါဆိုရင်ဆရာအုံသေသွားတာပေါ့ဟုတ်လားဆရာဟုတ်တယ်မောင်တာတေစောကအော်တဲ့အတန်းကြီးကလူလိန်ငအုံရဲ့အော်တန်းကြီးပေါ့ကွယ်ဆရာမဟုတ်ပဲဆရာရောင်ဆောင်နေတဲ့လူလိန်လဲတဘာတဲ့ပါသွားပြီပေါ့ကွယ်ခဏနေတော့ဆရာအုံရဲ့တိုက်ထဲကမီးတွေလင်းလာရောဗျာငိုတန်တွေလဲစူးညံလူပေါ့ဗျာကဲမောင်တာတေကျုပ်တို့သွားကြစို့ဟဲ့နောက်နေ့ရကြတော့ကျုပ်လဲထနောင်ကုန်းကိုပြန်ရောက်လာတယ်ဆရာနွန်ဖကတော့မန္တလေးမှာနေခဲ့တယ်ဗျာ ဟုတ်ကဲ့ပါဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားစရာဇလန်းကောင်းလေးကိုနေ့စဉ်တင်ဆက်ပေးနေတာမို့ကျွန်တော်တို့ရဲ့ channel လေးကို
like နဲ့ subscribe နှိပ်ပြီးအားပေးကြကြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာ